ခင်ဖုံးသက်ဝေဖတ်ဖို့တွေရိုးသားနိုင်လောက်အမြင့်ဆုံးတောင်ကုန်းမှာကျွန်တော်နေရာယူထားစေပါခင်ဖုံးသက်ဝေမိုးရိပ်မိုးဥတွေကျူးပြီဆိုရင်ပန်းနီနီတွေပွင့်ပြီဆိုရင်ချွန်းချက်မရှိအယူသီးနေတတ်တော့မှာပဲကျွန်တော်တို့ရဲ့ပုံတူပတ်စာလေးတွေကြောင်းခြေကားထားတဲ့တခြင်းတွေတော့တခါတလေရေးပြဆိုပြပါတယ်ပိုးဖလန်တကောင်သူ့အတောင်မှန်တွေကိုချွတ်ချလိုက်တယ်လို့ပေါ့ဘေးလူတွေရဲ့အမြင်မှာပေါ်ပါနေပေမဲ့သူ့လေးလံဖီးစည်းမှုနဲ့သူပါခင်ဖုံးသက်ဝေဒီလိုကြောင့်သာကျွန်တော်မိကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ကံသုံးစင်ကိုရောက်ဖြစ်ခဲ့သေးတယ်ရေလန်းလာရအတိုင်းရေညှိပင်လေးတွေဆက်လက်ရွေရှားနေကြရေလေကျွန်းကငှက်တွေအရင်လိုသေးတီဖောင်ဖွဲ့နေကြတရားပြက်ကြီးရဲ့လက်ကြံတိုင်တွေကရေလေမှာထိုးထိုးထောင်ထောင်နဲ့လှမ်းပြီးနှုတ်ဆက်တယ်အင်မတန်ထိကျန်လာပေမဲ့အခုထိပြိုလဲခွင့်မရသေးပါဘူးကွာတဲ့တချို့လူတွေအတွက်လမ်းခွဲတယ်ဆိုတာလွယ်လွန်းပါတယ်ကိုအေးဖို့ကိုရှင်းပြီးထပြန်ကြရုံပဲခတ်တယ်ခင်ဖုံးတိုက်ဝေရဲ့မအောင်မြင်ခဲ့တဲ့မြောက်ရက်ကကျယ်တွေဒူးဝင်ကျဲကိုစိတ်နာတယ်လို့ဘသူငိုနေတာလဲကွယ်ဒီမှာတိတ်ခတ်တယ်ကမ်းမြူနာကတစ်ပင်ကတော့မရှိရှာတော့ဘူးဒီလိုဆိုမှဖြင့်သူ့တစ်မြစ်တွေမှာညှိတွယ်နေခဲ့ဘူးတဲ့ကျွန်တော်တို့ရဲ့စက်ကူလေးလေးလည်းမရှိတော့ဘူးပေါ့နောက်ဝက်ထားတာလို့ကြီးကျွန်တော်စိတ်မှာထင်မိနေသေးတယ်အချစ်တဲ့ချင်းသေးအားလုံးတိုးငယ်ဖြစ်သွားတဲ့တော်အုပ်နှုတ်ဆက်ပါတယ်ဟယ်လင်ကဲလာပြောတဲ့အတိုင်းဆိုရင်ခင်ဖုံးသက်ဝေမှန်ပါတယ်ချစ်စရာကောင်းတဲ့ဘယ်မိမ့်မပြိုကအကြာကြီးစောင့်နေမှာမို့လို့လဲရှေ့ကိုသွားနေတဲ့ယထာမှာနောက်ပြန်ထိုင်စီရင်ဝေးကွာခြင်းဆိုတာကိုပိုနားလည်လာရတယ်မဲစလီပင်နှန်းတွေတရွေ့ရွေ့ကြံခဲ့ပြီးဖဲရိုးရောင်စုံတွေကြံခဲ့ပြီးဖိုးချူတချင်းတွေကြံခဲ့ပြီးပန်းသင်းချိုင်းကစောင့်နေမယ်ဆိုတာတွေကြံခဲ့ပြီးចောင်းသားကပ်ပြပြီးစပိန်ငှစီလို့ရတဲ့ဆိုင်လေးတွေကြံခဲ့ပြီးဟိုနားကတချင်းစတဲ့နေရာဒီနားကအချစ်စတဲ့နေရာအားလုံးကြံခဲ့ပြီဘသူခေါ်လာမှကြားရလို့တော့မဟုတ်ပါဘူးရွာရိုးကိုပေါက်ကျွန်တော်ရှောက်သွားနေခဲ့တာဆယ်စုနှစ်တခုစာတယူဇနာနှစ်ယူဇနာခြေရတွေတောင်ပြားလို့ပင်လဲပတ်ပင်းနဲ့ကျွန်းကျူကျွန်းကြမှာအိတ်တဲ့ခါအိတ်တဲ့တခါတလေကမ်းခြေတွေကြောက်ညိုနန်းဆောင်မြင့်တွေခရုကွန်တွေဖွေးဖွေးလှုပ်အောင်ခင်းထားတဲ့ရိုးမြေကြလမ်းလေးတွေတခါတခါစမ်းပြားလွန်းတဲ့ခင်တန်းသားရတွေခင်ဖုံးသက်ဝေလိုလူစကားပြောတတ်တဲ့ပန်းပွင့်လေးတွေတခါတလေတချို့တောင်ပေါ်ရွာလေးတွေမှာတဆောင်းတနွေကျွန်တော်ပျော်သလောက်နေပြစ်လိုက်တာပဲသူတို့ဘာသာစကားနဲ့ထီကယုံမင်လေးကိုရှက်တတ်မှာတဲ့ဒီလိုတိုက်ဆိုင်လာတဲ့ညတွေဆိုလူတခြားအိမ်မက်တခြားပါပဲတခါတခါတော့ခေါင်းစဉ်ပေါ်ပြက်ပြက်နဲ့စစ်မှတ်လမ်းကြားတွေအရင်နီးကိုသုံးပြီးမုံညင်နိုင်မုံနေကြတဲ့ညီကိုတွေစေးစရာနဲ့လူသက်သမားနှစ်ကိုခွဲထားကြသူတွေတခါတလေမုတ်တုံကွယ်ရာလျိုရီမြောင်းတွေကွန်ကရစ်နာကျနေတဲ့မျိုးပြတွေတခါတခါစိတ်လိုက်မှန်ပါငိုခွင့်မရှိတဲ့ထက်ခိုးလေးတွေဒီလိုအရေးကြစနစ်နဲ့ကျွန်တော်ကြပြဆရာဖြစ်လာခဲ့ပုံရပါတယ်မြေကဘာရေခင်ဖုံးသက်ဝေရေဟောဒီလိုရတုဆိုးတွေလင်္ကာပြက်တွေနဲ့သေးနှုတ်သူရဲ့ဆက်တမှုမှာပျော်နိုင်ကြပါစေပုံမှန်မှာပဲခင်ဖုံးသက်ဝေပြစ်တော့ပြောဘူးသလိုစီကံပြပြတိုင်းအချိန်မှန်မှန်စားခိုင်းတာတို့စီကရက်တွေအပူဆက်တွေလျှော့ခိုင်းတာတို့ဘယ်ချိန်ကလေးကဒီလိုစောက်အောင်တာလဲဆိုတော့လျှို့ဝှက်တော်နှင်းရုပ်ရှင်ယုံတင်တဲ့နေ့ကပေါ်လို့ကျွန်တော်ပြန်ဖြေလိုက်တယ်သူတို့နားမလဲကြဘူးခင်ဖုံးသက်ဝေခုနှစ်တက်ကရစ်တွေဓာဒီကိုပဲထပ်မေးနေတယ်ပြီးတော့ဇုံလုံးကန်းနေသူကရှုမြော်ခင်းကိုကြည့်တယ်လို့ကျွန်တော်ကိုသူတို့ကြည့်ကြတယ်အားလုံးကိုရွရွချွန်ချွန်အရှုံးပေးလိုက်ပါတယ်မနေ့ကကိုဒီနေ့လို့စိတ်မှာထင်လာရင်အားလုံးလွမ်းတတ်သွားကြပါလိမ့်မယ်ခွန့်လွတ်နေကြကမ်းမားတွေကိုတိုက်စားဖြိုချတဲ့မြစ်ကျွန်တော်အပြစ်ရှိတာကျွန်တော်သိပါတယ်ကျွန်တော်မှားခဲ့ပါတယ်ဒါက
ဧပြီတောင်းကတစ်တပင်ဖြစ်ပါတယ်တောင်းမှန်ပါတယ်ဒါကကျွန်တော်ပွင့်စီခြင်းတဲ့စနေအောင်ပန်းတပွင့်ဖြစ်ပါတယ်ခင်ဖုံးသက်ဝေးလောင်ရည်နေမှာလဲကျွန်တော်သိပါတယ်ကြည်နေတဲ့သူတွေနှမျောသွားတဲ့အထိရဲတက်ပြုံးတက်တာကျွန်တော်သိပါတယ်အလွယ်တကူထုတ်သုံးမိတိုင်းအလွမ်းဟာအန်ရည်များလာတယ်ຫນွေလီယူးတွေဇဝေဇဝါနဲ့တိုက်နေကြပြန်ပါပြီအလွန်ကျွံစွန့်စားရတဲ့အရက်မှာသူလိုငါလိုကျွန်တော်အရင်လိုပါပဲခင်ဖုံးသက်ဝေးဒီတညလဲအရင်ညကဆူတောင်းလို့တစ်ခါလောက်ပဲထပ်တွေ့ခြင်းမိပါတယ်နှုတ်ဆက်ဖို့ပါကြပြဆရာတန်းတင်ဖြစ်ပါတယ်